မင်္ဂလာပါအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဘရော့ရဲ့ခေတ်ကလာကြီးကလည်းဗျာနော်ကြားဖြတ်နေကလည်းပေါ်အလင်းညာတွေကလည်းရမ်းများတယ်ဗျာနော်ဆိုတော့ဒီလိုအနေထားမျိုးမှာဒီလို video file လေးတွေကိုကြည့်ထားရင်တော့ကိုယ့်အတွက်တစ်ဖက်တစ်လင်းကနေပြီးတော့အလိမ်မခံရအောင်အထောက်အကူပြုမယ်လို့ထင်ပါတယ်ကျွန်တော်နဲ့အတူဒီ video file လေးကိုဘုဒ္ဓအဖြစ်လေးလက်ကြည့်လိုက်ရအောင်သမီးဖို့ဒီပေါ်မှာဒီဟာအမအတောင်းချင်မရော်ပေးရမှာလေငါမသိဘူးလေငါလည်းဒီမှာငါလောက်တယ်ငါစာကြည့်နေတာမသိဘူးလို့ပြောလို့မရဘူးအမလူကြီးသမီးဒီမှာထားခဲ့ရတယ်မရဲ့အဲ့ဒီထားခဲ့တာဟုတ်တယ်လေနင်ကပြောခဲ့တာပြောခဲ့လေငါတကားခင်တာလည်းနင်ပြောတယ်အမရေမပြောအမအတောင်းချင်အမတင်ရောမျိုးပဲတကယ်ဂျုံတော့တယ်မင်းအမမှတ်တမ်းယူတာအာဂျုံတော့ကတည်းကယူထားဒီမှာရိုက်ထားတယ်ဒီမှာဒီမှာတွန်းထားတာဒီမှာတွန်းထားတာမှာကျိုးဝဲရှိတော့တယ်ဒီမှာတွင်းခဲ့တာဒီမှာတွင်းခဲ့တာဒီမှာကျိုးဝဲရှိတော့တယ်ဒီမှာတောင်းခဲ့တာလေအခုကကတင်းမလည်းဖွင့်ထားတယ်ကွာကတင်းမလည်းဖွင့်ထားတယ်ငါလည်းငါအလုပ်နဲ့ငါလေအခုဒီဖုန်းယူငါထိုင်ကြည့်နေရမှာလားငါလည်းငါအလုပ်ငါသွားသေးတယ်အမကိုယုံကြည်လို့ထားတာပဲအမမတောင်းရှိပါပြီအမကြီးမပြောက်သွားတာပဲဘီယာအမကြီးပြောပြီအမမတောင်းရှိဟုတ်လားသူ့မပြောက်ပါသူ့မတောင်းမရှိဘူးလားပြောငါသူ့ယုံကြည်လို့ထားခဲ့ရလေလိုပဲဖြစ်အမကြီးမပြောက်ပါအမမတောင်းရှိအမယုံတယ်နင်းအဲ့ဒါနင်းဖော်ဘလောက်တာလို့ဟာပြောတမီးဖော်ဝဲထားဘလောက်မှမချသေးဘူးဒီတိုင်းကြော်ပဲပေးရတယ်ဘယ်နေရာမှမရှိသေးဘူး10ရက်15ရက်လောက်ရှိသေးတယ်အခုတမီးရောက်ကြတယ်လေအစောတော့ပြအဲ့လိုဖြစ်သွားလို့အမမတောင်းရှိအမရောက်ပြန်အဲ့မှာအသူညုံကောက်လို့ဒီမှာခဏလာသွင်းထားတဲ့ဟာကိုခိုးလက်ထဲမှာပါသွားအရောပြီအမတကယ်လို့တရက်တည်းရအောင်ရှာပြီးမရောပြီးဆိုတမီးရေပို့လို့သွားတိုက်တာအေးရှာပေးမယ်အမတမီးပါဗီဒီယိုဖိုင်မနေရွယ်ယူပဲတမီး3ရက်ဆောင်ရရမရအမမတောင်းရှိတကယ်သွားတိုက်တာအေးရတယ်ငါအ3ရက်တော့ငါအချိန်လေးအ3ရက်အချိန်လေးဒီမှာရှာမယ်အ3ရက်ပြရမှာငါလည်းတစ်ခါရှာရမှာပြီးတော့လည်းဒီ pro ကလည်းနည်းကိုယ့်မှာကိုယ်မသိမဲ့ငါ့အိမ်မှာလာတင်နေအော်တမီးမှာဒုမကောင်းလို့လေခါရဲလာသွင်းနေကြပဲဟာကိုအားကြောင့်ကျွန်တော်ပြောက်မယ်လို့မထင်လို့ပေါ့အခုကျတော့ပြောက်သွားတာပဲဖိတ်တတ်နိုင်မှာလေအိမ်မှာရှိအမမတောင်းရှိအမရောပြီးမတောင်းရှိရောပြီးဆိုမှတမီးက live မှာတင်းနေအဆက်လဲဖွင့်မှာဒီရုံးမော်လည်းပတ်တာရေတော့ဒီလိုပဲအဆက်ဖွင့်တာနေပါဘူးအဲ့ဖွင့်တာဒီတိတ်ကြော်လာတော့ငါလည်းပေးနိုင်ပါဒီ3ရက်ဆောင်3ရက်ဆောင်မျိုးပြောပြီးဆိုတကယ်သွားလို့အကန်းကုန်ဆောင်4ရက်တိဆောင်ရောပြီးတကယ်သွားတိုက်တာမှာခုအဲ့ချိန်မှာတမီးကတမီးဆက်တယ်ဘယ်လိုလုပ်ရမလဲတော့ရန်တတိထားဖို့လိုတယ်ဗျာနော်ဒါကိုအိမ်မှာလည်းလာပြီးတော့ကိုကြီးတောက်ပြီးမှမင်းအားသွင်းတယ်ဖုံးပြောက်သွားတဲ့ဟာကိုဒီအင်ရှင်ကိုရောခိုင်းနေတာဗျာနော်သူ့အိမ်မှာဖုံးအားသွင်းချိုးကကောင်းမကောင်းလို့တဲ့ဆိုတော့ဟိုမှာကလည်းဒါဖုံးအားသွင်းထားရင်သွင်းပေါ့နော်ဒါပေမဲ့သူကသူ့လောက်စရာရှိတာသူလောက်နေတယ်ဗျာနော်ဆိုတော့ဖုံးကတကားကလည်းဖွင့်ထားတယ်ဆိုတော့ဖုံးဘသူကယူသွားလဲမသိဘူးအဲ့ဒါကိုဒီအင်ရှင်ကိုနေပြီးတော့ရောခိုင်းတာဗျာဝေါဒါနဲ့အရင်သတိထားကြရလဲပါနော်အရင်သတိထားဖို့လိုပါတယ်ဗျာနော်ဒါရိတ်စားတာလားဘာလို့တော့မသိဘူးပေါ့ဗျာနော်ဒါကတော့တကယ်ဒါကတော့လုံးဝမဖြစ်သေးဘူးဗျာနော်ပြောင်းရင်လည်းပြောင်းပေါ့ဒါသူ့ပြင်းတဲ့သူပဲဒါခံရမလဲဒါအင်ရှင်ကိုရောခိုက်စရာအကြောင်းတော့မရှိဘူးဗျာနော်ဟောသတိထားဖို့လိုပါတယ်နော်နောက်တစ်ခုကြည့်အောင်ပြောလေးယူသွားတယ်ခလေးတွေလည်းကိုတိတယ်ခလေးတွေလည်းအဲ့လိုပဲယူနေတာသိတယ်ဒါပေမဲ့အော်တော်ရုံတိုင်းအောင်မပြောဘူးနေပါစေဆိုပြီးခုက तू ကကဲမိန်းကလေးလည်းပြည့်တယ်ဗိုက်ကြီးနဲ့လည်းပြည့်တယ်အတင်းရဲလုံးတယ်လို့ဟောအထီတောင်ရောက်တယ်လေဟုတ်တယ်မလားကိုရီးယားအကုန်မြင်တယ်အကုန်သိတယ်တော်ရုံတိုင်းအောင်မပြောချင်လို့မပြောတာကုန်သိတယ်ဒီကိမှာအကုန်ဟိုက social ခေတ် ID ခေတ်အကုန်လုံးသိတယ်လောက်တိုင်းစားတယ်သူများတွေလည်းဒီလိုပဲလောက်တိုင်းစားနေတာပဲဟုတ်တယ်မလားတို့ချီကျော်လက်ကျော်မတင်မဲနဲ့ချီကျော်လက်ကျော်မတင်မဲအစားရခလေးဝဲဝဲမရှိပါလို့စောက်ခလေးကိုယူနေကိုခလေးမကိုအားမလားခုနင်းလေးကိုဖုံးဆက်လိုက်လေအမငါဒီမှာတော့ငါဒီလိုဒုက္ခရောက်နေတယ်ခုနင်းလေးခိုင်းလာလားနင်းကိုဟမ်မရှိတော့နေရမိသားစုမရှိတော့ဘူးဘိုက်ကအစ်ဟုတ်လို့လားမိုင်းဘိုက်ဘကိုက်ကတော့အစ်ဟိုတချို့တွေလည်းဒီလိုပဲမဟုတ်တက်လာပြီးတော့ဟိုနေ့တက်လာပါတယ်တက်လာပြီးတော့မှဟိုအေးတွေပါတယ်လိုချင်ဒီလိုပဲဖွင့်တယ် तू ကအဲ့ဒါကြောင့်မလို့ तू ကကြီးနေ तू ကကြီးနေတာဘာလုပ်မလဲဆိုတာကိုကြည့်နေတာဒါပေမဲ့ तू ကတရားဟိုအေးမုံပစ္စည်းအေးတော့ဘာလို့ဝယ်ဖို့မဟုတ်ဘူးဖုန်းနဲ့ပတ်စံကိုယူတာ तू ကနော်
လူထိုင်းကြည့်မနေလဲငါတို့ကအကုန်မြင်ရတယ်အကုန်သိ ဖိတ်ကြီးတွေကဖုန်းနဲ့ပိတ်ဆိုင်ကိုခိုးတာဗျာနော် နင်းစရာဘာလဲကြပြော မဟုတ်သူကကိုဒီပေးတယ်သူအဲ့ဒါတမီးကိုဖုန်းလေးတမီးပါလားအမေပုံစံတော့မကိုင်တော့ ဘောစားတာတော့မကိုင်းပါငါတို့ဆိုင်ရောခိုင်းမလား ဘိုးကစိတ်ကိုကိုင်ပါ ဒီလိုဟာတွေကနေတော့ကနေနေတော့ဘာတွေမှမသိပဲနဲ့ငါတို့ကဘာသိတာဆက်ပေးရမှာဖုန်းနဲ့နေဆက်က ဟုတ်တယ် လုံးလုံးအားကြီးတဲ့ခါရဲ့ ဖိတ်တလုံးနဲ့ဗျာနော်ပိတ်ဆိုင်နဲ့ဖုန်းကိုခိုးတာလေဗျာဆိုတော့ဘယ်လောက်ထိအကြိုက်တဲ့အခက်ခဲတွေဖြစ်နေတော့မသိဘူးနော်ပြင်ပန်းကြည့်ရတာတော့တနာဖို့တော့ကောင်းပါတယ်ဗျာဒါပေမဲ့သူ့ရဲ့နောက်ခံအကြောင်းတွေကဘာတွေရှိနေတော့မသိဘူးပေါ့ဒါပေမဲ့ဒါဖိတ်တလုံးနဲ့ဆိုတော့လေဒါမလောက်သိဘူးလို့ထင်နေဗျာနော်ဝေါโอเคနောက်တစ်ခုကြည့်အောင် အားလုံးပဲမင်္ဂလာပါရှင်အခုဒီဗီဒီယိုတွေ့ရဆိုလို့ရှိရင်များများလေး share ပါအသေးပေးပါမမိုးပေးမယ်တသိန်းပေးမယ်နော်တသိန်းတကယ်ပေးမယ်တယောက်ကိုတသိန်းပေးမယ်လုံးဝပေးလိုက်မယ်ဘာလို့လဲလို့ပြောလို့ရှိရင်ဒါဟာကြားဖြန့်နေတအားပုံးနေလို့ကြားဖြန့်နေတအားလို့ဒီမှာကြည့်မာကြီးရဲ့အကောက်ပုံမှာယူသုံးတာနော်မာကြီးပြပြမယ်မမကြီးတွေးကြကအကောက်နှစ်ခုပဲသုံးတယ်မီလီယံဘယ်လောက်လဲ 3.1 31.6 မီလီယံတစ်ခုရယ်21.6 မီလီယံတစ်ခုရယ်နှစ်ကောက်ပဲသုံးတယ်မမကြီး is မမကြီး10အကောက်တစ်ခုသုံးတယ်မမကြီး is မမကြီး12အကောက်တစ်ခုကိုသုံးတယ်နှစ်ခုပဲသုံးတယ်အတန်တန်ပြောတယ်ရှင်တို့လိန်ခံရရင်ရှင်တို့ညာခံရရင်မျက်ရည်နှစ်ဆက်ကြမယ်နော်အခုဆိုရင်သူတို့က share တွေပါခေါ်နေတယ်ပြောပြမယ်။ဘာကြည့်ဒါကျမရဲ့ဖုန်းနံပါတ်ပေးရဒါအကောက်တူဟဲ့လား689 390 68နေဆိုတာဒါကျမရဲ့ဖုန်းနံပါတ်ကိုပဲအစ်စ်ပေးတယ်ဒါပေမဲ့ပြောနေတာဒီဘက်ကအကောက်တူနော် ကောက်တူနော် ပြောပြမယ်ကျမအကောက်တူကိုသွားပြောနေတာကျမချက်နေတာပြောပြမယ်မကြည့် तू က share ခေါ်ရတဲ့ရည်ကျင်လိုက်တာဟာတာတွေပဲ तू share ခေါ်နေပြီနော် 15ရက်တခါမြုံငွေထုတ်ပေး15ရက်တခါအမျက်ငွေထုတ်ပေးရ तू အလောက်မြတ်နေမလားစဉ်းစားကြည့်လေအမကြီးတွေ့ခဲ့မှာတလားတစ်ချိန်ပဲထုတ်ပေးရ15ရက်တစ်ချိန်ထုတ်ပေးတယ်ဒီဗီဒီယိုအတွက်ရှင်တို့ share သွားလို့ပြောရပြီးရှင်တို့လိန်ခံရရင်ရှင်တို့ပဲရှင်တို့ကအမှန်တွေပြောတဲ့အပုတ်ဆို like လည်းမပေးဘူးအသေးလည်းမပေးဘူး share လည်းမ share ဘူးအဲ့တော့လူများများမသိတော့ဘာဖြစ်လဲလိန်ခံရပြန်ရောပတ်စံရှင်ပတ်စံနှစ်ဘူးဝချင်းချိန်မကြတဲ့ဒီလူတိုင်းရှာဖွေနေရတဲ့ခက်ခက်မှာအဲ့လိုမျိုးလူပါလာမဝကြနဲ့နော်သူများနာမည်တွေကိုတုံးပြီးတော့အကောက်တူတွေနဲ့မဟုတ်တာတွေနဲ့ကြားဖြန်တွေမလုပ်ကြနဲ့ကျမတို့ကနာကျင်တယ်ကျမတို့ကကိုယ်တိုင်စူးစမ်းလာခဲ့ရတဲ့သူတွေနော်ကျမတို့ယုံကြည်လို့ပတ်စံအင်အားတွေပါတဲ့သူတွေမှာနှစ်နာတယ်ပြောချင်တဲ့စကားတစ်ခုကအဲ့တော့ရှင်းတော့လေဒီဗီဒီယိုကြည့်တခါတည်းပြောကျမဒေါသတော်ထွက်တာနော်အဲ့လိုဟာမတွေတွေးလို့ကတော့ပြောပြီးသားတခါတည်းပြောပြီးသားရှယ်ယာဝင်လို့ရှိရင်အနည်းဆုံး9သိန်းကနေစမယ်ဟုတ်လားကျမပတ်စံမလို့ဘူးနော်ကျမချေတယ်ကျမရှိမှာရှယ်ယာခေါ်မှာကျမချေတယ်ကျမမှာရှယ်ယာပါတဲ့သူတွေကျမသိန်း100ဗျာဒီဟာကတော့အလောဘကြီးတဲ့လူတွေခံရဖို့များတယ်ဗျာနော်ဆိုတော့ share တွေပါတော့ခေါ်တယ်ဒီအမရဲ့ဒါနာမည်နဲ့နော် account ဖွင့်ပြီးမှ share တွေပါတယ်ခေါ်နေတာပေါ့ဆိုတော့တိထားဖို့လိုပါတယ်တော့ဖအရင်မကြည့်ကြပါနဲ့လိုက်ပေါ်မှာတွင်တိုင်းအဲ့လို share တွေခေါ်တိုင်းအရင်ယုံချပြီးတော့မှအဲ့လိုလုပ်လိုက်ရင်တော့ဒါခံရဖို့ပဲများပါတယ်ဗျာနော်တကယ်ဟုတ်မဟုတ်ဆိုတာကိုဖုန်းနံပါတ်တွေကိုတေချာစစ်ပြီးမှဒါလူကိုယ်တိုင်ဟုတ်လားမဟုတ်လားဗီဒီယိုခေါ်တယ်ပါတယ်ခေါ်ပြီးမှဒါ share တွေဝင်ပါတယ်ဝင်ဖို့ဆိုရင်လည်းအဲ့လိုလုပ်သိနေဗျာနော်မောရင်တော့ဒါဘလုံးတော့ဖို့များပါတယ်ဆိုတော့ okay view file ကတော့လောက်ပါအားလုံးလည်းဘုဒ္ဓရနိုင်မယ်လို့ပြောမျှော်လင့်ပါတယ်နော်